graduation နဲ့တရားပဲဟာပေါ့ excited ဖြစ်လိုက် This one. အားလုံးပဲမင်္ဂလာပါစုဒီနေ့ Edinburgh သွားဖို့စပြီးတော့ packing လုပ်ပါမယ်ဘယ်အချိန်သွားမလဲဆိုလို့ရှင်တော့ဒီနေ့ညသွားမှာဒါပေမဲ့ night duty ဒီ set time စနေခါကျတော့ packing လုပ်ဖို့အချိန်လုံးဝမရှိဘူးအခါကျတော့အခုမှ last minute စ pack လုပ်မယ် ခုဆိုရင်ကိုဘီရောက်လာပြီကိုဘီကနေ Leicester သွားမယ် Leicester နေမှာကားပြန်စီ fashion တစ်ချက် show ဒီရောက်တဲ့ကလေတခါမှ night bus မစီဘူးတော့လေစီးကြည့်ချင်တာဘယ်လောက်တော့အလုံးရှုပ်သွားလဲဆိုရင်အိမ်ကနေ copy station ကို taxi နဲ့တွား copy ကနေ catering ကိုရထားနဲ့တွား catering မှာရထားတစ်ခါပြန် chain Leicester သွားဖို့ Leicester train station ကနေ bus station ကိုနောက်တစ်ခါ taxi နဲ့ပြန်တွားအဲ့ဒါ bus station မှာစားတောက်ပြီးခါကျတော့ညကားစားစီဖို့ဖြစ်နေပေါ့နော်တကယ်တမ်းပြောရရင်လေကိုကမြန်မာကိုလွမ်းလို့ည bus ကားစီးချင်တာ bus တစ်ထောင်နိုင်လေမြန်မာဆိုင်မှာထမင်းနေဝယ်စားတာလေးကိုလွမ်းလို့ဒါမဲ့ဒီကားလေးခြေစမ်းတဲ့ဟာမပါဘူးမြန်မာလို့ရောလူသိမ့်မများတော့တယောက်တန်းမှနေရာယူလိုက်တယ် bus review ပြောပါဆိုရင်မြန်မာ1 UK 0 Edinburgh ရောက်ပါပြီ Edinburgh bus station Edinburgh လေးပဲအချိန်ပဲနေရကြီးအမြဲတမ်းလာနေည12နာရီကနေစားစီလိုက်တာမနက်8နာရီလောက်ရောက်တယ်စူဒီခါပုတ်တာ Airbnb မှာ earliest check-in ကမနက်10နာရီခွဲဆိုတော့မြို့ထဲလမ်းပတ်လျှောက်ရင်လည်းမနက်စာစားဖို့ဆိုင်ရှာကြတယ်ဘယ်ဆိုင်ဘလို့ပဲရှာ McDonald ပဲရောက်သွားတာပဲ McDonald ဆိုင်ဆိုလို့နည်းနည်းရရမဟုတ်ဘူးနော် viewer share မိုက်တာဆိုင်ထဲကနေလှမ်းကြည့်လိုက် Edinburgh ခက်ဆဲရုံမြင်နေရရမ်းလာစားတော့ပြရနဲ့တဲနေရာရောက်သွားတာအိတ်တာညနေမှနိုးလာအဲ့ဒါအမြန်ပြင်ဆင်ပြီးသူရဲ့ graduation ပွဲကိုသွားရဲပေါ့နော်ရောက်တော့ graduation ကောင်းတွေကိုတပုံတွေရိုက်ပြီးတော့အေးလေးတောက်ပြီးဆောင်ကြတယ် Dr. Chan Yenu, qualified Mandalay, working in Catherine. ပွဲပြီးရနဲ့အကိုကြီးကခေါင်းနေပါတယ်အမြန်တွားပြန်ပေးကိုရီးယားလည်းပွဲမစားခင်ကလေး hot pot ဆိုင်ကို booking တခါတည်းလုပ်ပြီးသားလိုက်ဖတ်တယ်ဆိုတာကိုပြောရတယ် yeah မှန်ပါတယ် graduation နဲ့တရားပဲဟာပေါ့ excited ဖြစ်လိုက် This one. ဒီဆိုင်ကိုစားရဆိုရင်တော့နှစ်ခါရှိသွားပြီအသားတွေကလေတခြားဆိုင်တွေထပ်စားလို့ရှင်ပိုပါပြီးတော့ပို fresh ဖြစ်တယ်ကွာ choice တွေလည်းအရင်များတယ်အရင်ကြီးမကြိုက်တာသူရဲ့ဒီ soup ထဲမှာလေ MSG အရင်များတယ်ကျန်တာတွေကတော့အကုန်စားကောင်းစားပြီးတော့ည10နာရီလဲကြော်နေအဲ့တော့နေ့ရောက်တာ bus လေးစီးပြီးတန်းပြန်လိုက်တယ် Edinburgh ရောက်ပြီးဘယ်မှမရောက်လိုက်တဲ့နေ့လေးတစ်နေ့ပြီးသွားပါပြီ bye love you